ဟ
我
အမေကမဝင်ဘူးဒီလိုနေကောင်းနေတော့ဒီလိုအိမ်ကိုကိုဆင်းပြေးလိုက်ဒီလိုကြီးတွေရောကြီးလုံးနေလိုက်ဒီကောင်းအပြောကိုစစ်တယ်ဘာလို့လဲဝိုင်းတယ်ဒီလိုပါလားသိကြတာလားဒီဘယ်လိုလဲခါဒီလိုဟာရဒီလိုဝိုင်းတယ်လူကသိကြလာတယ်လူကြီးတော့ဘော်ဒီကဟာနေအော်ဟုတ်ရတယ်ဟုတ်လားဒီဘယ်လိုလဲဒီလိုက်ဆောင်ဝိုင်းတယ်ရဒီလိုက်ကျော်တော့မော်တော့မှာပေါ့မမေရောမှာပါဒီပြောထားတဲ့ကံလေးပဲစစ်ကြီးလို့ပေါ့လို့တကယ်ကြီးလို့ပေါ့မှာလက်ကြီးလို့ရောမှာထူးနေတာလေအခုတော့နေငါငါ့ကိုအားကိုရရတယ်နိုင်ရင်လိုက်ခေါ်ဝိုင်းပြီကမန်တော်ဘူးဟာဘူးလေကိုဖြစ်နေမပေါ်ဘူးကြားလားအားတော့နော်မအားရဘူးမမဒီပိုင်းအပြေးလိုက်တော့မမဘူးလို့ပြောနေရတယ်။ထောင်လေးကိုကပုတ်ခဲ့ဦးလား။ဒီမှာဝိုင်းတယ်။နင်းနေလာမင်းကမသိဘူး။နင်းနေလာမင်းကမသိဘူး။ဟုတ်ပါ။ဘယ်ကိုကြွား။ဝါ။ဟေး။တက်ကြီး။နေရ။နေတော့ပါဦး။နေလို့ပြောနေတော့ဘာဖုန်းအကုန်ကြားတယ်။မှန်ပါပါဗျာ။တကယ်တော့ဒီတမမဝတ်စီပါတကယ်တော့သူ့ဘဝသူပြီးခင်ဒီမဲ့လို့ရခုလို့အပြင်မှာရတယ်ဒီမှာနေတော့ငါတို့ကသူ့ဖြစ်လို့ရတယ်လား။မှန်ပါပါဗျာ။နေလေသူ့ကိုခွတ်လို့ကြားမှန်ပါပါဗျာ။ပြီးတော့ဆရာတော်ကဝင်လာတော့မှလည်းဗျာ။နောက်ပြီးတော့ခေါင်းကြီးကဒုက္ခရောက်နေတဲ့မိဝိုင်းရှင်ကိုလည်းပဲမုတ်ကြဝတ်ရောပါရောပြီးလိုက်ပါမယ်ဗျာတတော်တခုကံငါးခုပဲလေကံတခုပါဗျာငါလည်းသက်သာပြောတာဝိုင်းစီကိုဘူးဒီမှာဝိုင်းစီဘူးလေကျလာပြီဒီခုလိုပြင်မရတာကိုပဲငါတို့တစ်ဖွဲ့လုံးဘုန်းကြီးပါလေဟာဒီတွေ့ရင်လိုက်စာဝိုက်စီလေပြင်လာလိုက်တာချီရလေးဝိုင်းစေမီဝါချီရလေးဝိုင်းလူကြီးမရောရဲ့တေးငါနဲ့စိတ်ဝင်လေဒီကိုဒုက္ခပေးလို့တွေ့နေတဲ့ပွေလေးဒီရာလာကိုချီရသည်ဒီဝါ